လာအိုမှာထိုင်းဗီဇာတက်ချောက်ဖို့ပထမဆုံးနောင်ခိုင်အောင်သွားရပါတယ်အခုကတော့ဘန်ကောက်ဘတ်စတာမီနယ်ကိုရောက်နေပါတယ်ကားပေါ်တက်ပါရမယ်ကားပေါ်စတက်ပါပြီကားကတော့တော်တော်လေးတက်နေကားလက်မှတ်ကို travel.asia မှာကျွေးဖြတ်ထားလို့ရပါတယ်အခုကတော့ဘတ်ကားပေါ်ရောက်လာပြီအခုကကျွန်တော်အတွက်သွားပြီးတော့လာကိုသွားပြီးတော့ဗီဇာတက်တဲ့တွေ့မှာဖြစ်ပါတယ်ဆက်ပါအားကြောင့်ကျွန်တော်အခုဒီဘက် border check point ကိုရောက်လာပြီပေါ့နော်ဒီကိုမနက်9:20လောက်ရောက်တယ်ဟိုကနေ7:00လောက်ထွက်လာတာပေါ့နော်ဒါပေမဲ့ကြားမှာကား2နာရီလောက်ပြတ်သွားတော့2နာရီလောက်နောက်ကျသွားတယ်ပေါ့နော်အခု border pass ကိုပြတ်မယ်ဒီမှာ departure terminal ပေါ့နော်အဲ့ကိုဖြတ်တော့မယ်ဒါမေးကောင်းတယ်လားဒီရောက်နေတော့မကြည့်ဘူး Okay အခုလောက် immigration ကိုဖြတ်ပြီးတော့ BNG မြို့ထဲသွားနေပြီကျွန်တော်ဒီကားတော့ငားလာတယ်တရားဟိုဘတ်150ပြရတယ်တရားတော့အောင်ပေါ့နော်ဒါလားမတက်လားမသိဘူးဓမ္မတော့ကြည့်ဆိုကျင်းနေပြီလားမသိ Okay မြို့ထဲသွားနေပါပြီ BNG မြို့ထဲရောက်ပါပြီနေစရာမရှိလို့လိုက်ရှာနေပါတယ်ဒီနားကတော့ဒီကလူတွေကတော့မသိဘူး9နာရီထိုးနေတယ်ကြည့်ပါလမ်းယူလေကျော်ဒါမနက်9နာရီအခြေနေပါအဲ့ကြတော့မှတင်တယ်ကြည့်ပါဦးတော့ဆက်တော့လိုက်ရှာနေပါတယ်နေစရာမရှိပါဘူးခင်ဗျာအထုပ်တွေဆွဲပြီးတော့ခောက်ဆွဲနဲ့ပွဲစား9,900ကျပါတယ်ကိုဘောစီပါဒီမှာခောက်ဆွဲတစ်ခါစား9,900နော်အခုကမဲကောင်မြင့်ရဲ့တစ်ဖက်ကောင်ကိုရောက်နေပါတယ်ဟိုဘက်ချမ်းကတော့ထိုင်းပါဒီဘက်ကတော့အနောပါဆိုတော့ဒီနားလေးတော်တော်တာရတယ်နောက်ကလူတွေဒီချင်းပြင်မှာပေါ့နော် ACC ပဲလာကြတယ်ဒီဟိုဘက်မှာညဈေးလည်းရှိတယ်ဒီဘက်မှာညဈေးလည်းရှိတယ်โอเคမဲကောင်မြင့်ကြီးကိုချူစားပါဦးညစီကိုရောက်နေပါတယ်ဒီလမ်းကြားလေးတွေကနေရာတော်တော်မိုက်တယ်ဒီလေးတွေပြီးတော့ ice cream ကတော့ဒီလိုလေးဖြစ်နေရောက်နေပါတယ်လူတွေကတော့အများကြီးရှိတယ်ဒီမှာ10ရောက်15ရောက်ဝင်ကျင်မရှိဘူးเนาะဆိုတော့ appointment ယူမယ်ဆိုရင်Thailand Embassy လောက်မှာရှိတဲ့ Thailand Embassy website မှာ appointment တင်ကြရတယ်ဆိုတော့တင်ပြီးတော့အခုမနက်9:00နာရီနေ့လယ်7:00နာရီထိပေါ့เนาะအဲ့ဒီအတွင်းမှာဗီဇာတင်ရမယ်ပေါ့เนาะအဲ့တော့အခုသွားပြီပေါ့เนาะကျွန်တော်ကတော့ဒီတန်ယုံဘေးက coffee sign မှာစောင့်နေတယ် coffee sign ရှေ့မှာစောင့်နေတာဖြစ်ပါတယ်ရန်နေဝိတ်ချနေကြလို့သူတို့ရှေ့မှာထိုင်ပြီးတော့မှုတ်စားပြပါတယ်ဟယ်လိုဗီဇာရပါပြီဆိုတော့လာဝယ်ရဲ့ခီးစဉ်လေးဒီမှာပဲပြီးဆုံးတော့ပါပြီအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်